လင်ကိုချတော့နဲ့ကြော်မိရင်တော့ငရေကြီးတယ်တဲ့အဲ့ဆိုရင်ဝတ်ပလာနဲ့တက်ခွာတာတော့နတ်ပြည်ပေါ့နော်အင်းတက်ကြဆိုနတ်ပြည်မပိုင်ဆိုင်ရလေချစ်တယ်တခါကန်ရလေဖြစ်တယ်လက်ကိုပြောရနော်ချန်ကုန်နဲ့ဘာလို့ခုံတာလဲနင်သိလား တိတာပေါ့တကားဖွဲ့မပေးလို့လေမောင်လို့ဟဲ့ခေါ်နေမကြောက်ဘူးလား ဗျာ လူမသွားလို့အယောဒီမှာဆောရီနော်ဒါရီဟာတကယ်ကမောင်နဲ့ရတဲ့ကလေးတွေပါကွယ်ချစ်လို့တော့ပြစ်တော့ကိစာကြိုက်လေးတော့ပေးပါမောင်ရဲ့မလွမ်းဘောမလွမ်းဘော ငါ့ကိုစော်မရှိဘူးလို့ဘယ်သူပြောတော့ငါ့ကိုစော်မရှိဘူးလို့ဘယ်သူပြောတာတော့လို့ငါမှစော်ရှိတယ်နော်အခုကြည့်နေတဲ့သူကအဲ့ဒါငါစော်ပဲစောက်ချက်ပွဲမှာဆိုလို့ခဏလောက်ဟန်ဆောင်ပေးအောင်နော်တောင်းမှန်ပါတယ်